အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်ကတော့ဝါရင်နိုင်ငံရေးသမားကြီးနိုင်ငွေသိန်းရေးသားပြုစုသည့်ဇာတိမြေမှယနေ့တိုင်တော်လှန်ရေးနှင့်နိုင်ငံရေးခီးကျွန်တော်နှင့်တထုံဦးလာဖေကျွန်တော်မှတ်မိနေသေးသည်1936ခုနှစ်လောက်ကဖြစ်နိုင်သည်ကျွန်တော်ပညာသင်ခဲ့သောဖန်အစိုးရအလယ်တန်းကျောင်းယခုအာထာက1ကျောင်းဤနှစ်တန်းကျောင်းသားဖြစ်သည်နေ့ရက်ကိုတော့မမှတ်မိတော့ပါဒိုင်အာခီခေတ်ကာလမှဖြစ်သည်ပညာရေးဝန်ကြီးဒေါက်တာဗမော်ဖန်ကျောင်းကိုလာရောက်စစ်ဆေးချိန်ဖြစ်သည်ကျွန်တော်တို့ဆရာကြီးကတော့ရခိုင်မွတ်စလင်ကြောက်ဖြူသားဥပဦးဖြစ်ပြီးဆရာကြီးနှင့်ကျွန်တော်တို့ကျောင်းသားကျောင်းသူများလမ်းဘေးနှစ်ဖက်တွင်တန်းစီပြီးစောင့်နေရသည်ဝင်ကြီးဒေါက်တာဗမော်သည်အုပ်ပေါင်းတစ်ဖက်ဆောင်ခေါင်းပေါင်းပေါင်းထားပြီးကျင်ရတော်ဒေါ်ခင်မမော်နှင့်အတူရောက်လာသည်ကိုကျွန်တော်တို့ကဆရာတွေသင်ထားသည့်အတိုင်းကြော့ဘရင်နဲ့မေရီမိဖုရားသက်တော်ရကြော်စီပါစီဝန်ကြီးဒေါက်တာဗမော်နှင့်ဇနီးသက်ကျော်ရတော်စီပါစီဟုသံပြိုင်ဟစ်ကကြိုဆိုခဲ့ကြပါသည်ဝန်ကြီးနှင့်အဖွဲ့ကိုဆရာကြီးကကြိုဆိုပြီးကျောင်းရုံးခန်းတွင်သို့ခေါ်သွားပါသည်အဲ့ဒီအချိန်မှာဆရာဦးဗိုလ်ကျော်ကဝန်ကြီးအတွက်တွင် holiday လို့အော်ပြောလိုက်ပါသည်ဝန်ကြီးအထွက်မှာကျွန်တော်တို့ကလည်း holiday လို့ထပ်အော်တော့ဝန်ကြီးကကျောင်းထဲပြန်ဝင်သွားပြီးကျောင်းအမိန့်မှတ်တမ်းစာအုပ်တွင်ကျောင်းပိတ်ဖို့စာရေး၍လက်မှတ်ထိုးလိုက်ပါသည်ထိုနေ့ကကျောင်းလဲတရက်ပိတ်သွားပါသည်ဒေါက်တာဗမော်ကိုပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်ပါသည်သို့သောသူ့အကြောင်းကိုကျွန်တော်အဘောစာအုပ်စဉ်ကဗန္ဒူလာဂျာနယ်တီးတုတ်ဂျာနယ်များတွင်ရုပ်ပြပုံနှင့်သူဟောပြောချက်တွေကိုသာဖတ်ဖူးခဲ့ပါသည်ဒီမှာဆက်၍ကျွန်တော်အဖိုးအကြောင်းကိုအနည်းငယ်တင်ပြလိုပါသည်ကျွန်တော်သိသလောက်အဖိုးသည်တိုင်းရင်းဆေးစရာ GCBA ဦးချစ်လိုင်အဖွဲ့ဤဖအန်စီရင်စု GCBA အသင်းဤတိုက်နယ်တာဝန်ခံဖြစ်သည်ကျွန်တော်သည်ຫນွေကျောင်းပိတ်တိုင်းဇာတိမြေထုံးအံရွာကိုပြန်ပြီးအဖိုးအဖွားနှင့်အတူနေပါသည်အဖိုးသည်ဗန္ဒူလာဂျာနယ်နှင့်တီးတုတ်ဂျာနယ်တို့ကိုအတွဲလိုက်လစဉ်အမြဲဝယ်ဖတ်သူဖြစ်ပါသည်အားသောအချိန်များတွင်လည်းအဖွဲ့ဝင်တွေကိုဖတ်ပြစင်ပြပါသည်ကျွန်တော်အဖိုးအိမ်စီတကားတွေပေါက်ပြဲနေတာကိုကျွန်တော်မြင်တော့ဘာလို့လှုပ်ပေါက်ပြဲနေတာလဲဘာလို့မပြင်တာလဲဟုမေးသောအခါအဖိုးကငါ GCBA တိုက်နယ်တာဝန်ခံလောက်တာကိုပြည်ဒီစအလူတော်ဤသူကြီးအောင်တွန်းလူစုပြီးငါအိမ်ကိုခဲနဲ့ပေါက်လို့ကွဲကုန်တာပေါ့အဲ့ဒါကိုနိုင်ငံရေးလှုပ်တဲ့စုအနေနဲ့မပြင်ဘဲထားတာကွာဟုဖြေပါသည်ကျွန်တော်မှတ်မိသေးတာကခွဲရေးတွဲရေးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအဖိုးကကျွန်တော်ကိုပြောတာဖြစ်သည်မနေ့ဖန်ဥက္ကဋ္ဌကြီးသမ္မတဦးချစ်လိုင်ဖအံဝဲကြီးရွာကရွေးကောက်ပွဲအတွက်အရွေးခံမဲ့အမတ်လောင်မောင်လာဖေအတွက်မဲဆွဲတရားပွဲလုပ်မယ်မင်းငါနဲ့လိုက်ခဲ့ဟုခေါ်ရာကျွန်တော်ကလိုက်ချင်းလက်ပတ်လက်ဖြစ်တော့ဘာမှပြန်မပြေတော့ပဲလိုက်ရန်ဆုံးဖြတ်လိုက်ပါသည်ဝဲကြီးရွာဆိုသည်မှာပအိုးရွာဖြစ်ပြီးကျွန်တော်တို့တန်လွင်မြစ်မအရှိဘက်ကန်းထုံးအံရွာနှင့်မြစ်အနောက်ဘက်ကန်း9မိုင်လောက်ဝေးသောရွာဖြစ်သည်နောက်တနေ့မိုးလင်းခါနီးမှာကျွန်တော်တို့မြေအဖိုး2ယောက်လှေတစင်းနှင့်အတူဝဲကြီးရွာဤအရှိဘက်ကန်းနဖူနှစ်ကြားရွာကိုသွားပါသည်
မနက်9နာရီခွဲလောက်ကြတော့အေယာဝတီသင်္ဘောသည်မော်လမြိုင်ဘက်မှရောက်လာပါသည်သင်္ဘောအစိခန်းတွင်ဦးချစ်လိုက်ကိုတိုင်လိုက်ပါလာသည်လာကြိုသူများကသင်္ဘောပေါ်တက်ပြီးဦးချစ်လိုက်ကိုဝေါ်ပေါ်တင်ကထမ်းချလာသည်ကြိုသူများထဲတွင်အဖိုးလဲပါတော့ဥက္ကဋ္ဌကြီးကမိမိ၏ JCBA အမက်လောင်းဦးလာဖေသည်ဖအံအစစ်ပိုင်းမဲဆန္ဒနယ်မှဝင်ရောက်စင်ပြိုင်မီဖြစ်၍ဦးလာဖေအတွက်မဲထည့်ပေးကြရန်ဟောပြောပါသည်အမက်လောင်းဦးလာဖေကလည်းဥက္ကဋ္ဌကြီးဦးချစ်လန်၏စေဆောင်လမ်းပြညွန်ကြားချက်များကိုပြည်သူအကျိုးအတွက်ဆောင်ရွက်ပါမည်ဟုကတိပြုစကားပြောပါသည်အခမ်းအနားပြီးပြန်ကန်ဤတွင်အဖိုးကဦးလာဖေကိုသွားနှုတ်ဆက်ပါသည်ကျွန်တော်ကိုလည်းဒါငါတို့အဖွဲ့ကအမက်လောင်းမောင်လာဖေ BABN လွတ်တော်စစ်နေပဲငါတို့အဖွဲ့မှာတော့လူတော်တယောက်ပဲကွာမင်းလဲသူ့လိုဖြစ်အောင်ကြိုးစားဦးလာဖေလို BABN ဖြစ်အောင်ဒါမှမဟုတ်နိုင်ငံရေးသမားဖြစ်အောင်ကြိုးစားကွာဟုတိုက်တွန်းသွားခဲ့ပါသည်ကျွန်တော်နှင့်ဦးလာဖေသည်ရေဆက်ကြောက်လာမသိကျွန်တော်6တန်းနှစ်တွင်ကျွန်တော်ပညာသင်ရာဖျားပုံအစိုးရအထက်တန်းကျောင်းသို့ပထဝီဝင်ဆရာအသစ်တက္ကသိုလ်မှရောက်လာပါသည်ထိုဆရာကတော့ဖအံတစ်ဖက်ကံမြိုင်ကလေးရွာမှဦးစောဆန်ဆွေဖြစ်နေ၍ကျွန်တော်ငငယ်ကတည်းကမှတ်မိနေသူဖြစ်သည်စာမေးပွဲပြီးချိန်တွင်ဆရာစောဆန်ဆွေကရွာပြန်မီဖြစ်၍ကျွန်တော်ကိုလည်းလိုက်ပြန်ရန်ခေါ်သောကြောင့်ဆရာနှင့်အတူတူရွာသို့ပြန်ခဲ့ပါသည်ဆရာစောဆန်ဆွေသည်မော်လမြိုင်ကိုတိုက်ရိုက်မပြန်ဘဲသူ့အကိုစောစိန်ကီစီယာသိန်စိတ်ကြိုက်ကော်သို့ဝင်နာပါသည်သိန်စိတ်ဘူတာမှာစောစိန်ကီအိမ်သို့လမ်းလျှောက်သွားသောအခါလမ်းတဝက်လောက်ခရီးတွင်အိမ်ချံဝင်းထဲ၌ဘောင်းဘီအမဲနှင့်အမိုက်ဆင်းနေသောလူတစ်ယောက်နှင့်စုံပါသည်ထိုအခါဆရာဆန်ဆွေကကျွန်တော်အားမင်းမှတ်ထားကွအဲ့ဒီအမိုက်ဆင်းနေတာလွတ်တော်ကိုယ်စားလှယ်ပါလီမန်အတွင်းဝင်ဦးလာဖေပဲဟုပြောပြပါသည်ဒါကတော့ဦးလာဖေကိုဒုတိယအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်ပါသည်ကျွန်တော်နဲ့ဦးလာဖေရေဆက်မကုံသေးဘူးဟုထင်ပါသည်ကျွန်တော်1948ခုနှစ်မော်လမြိုင်ဌာနချုပ်တွင်ဖွင့်ထားသောမွန်အမျိုးသားရေးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးအနေဖြင့်ရန်ကုန်အလုံမြို့နယ်ပဲကူးကရင်အထက်တန်းကျောင်းဝင်းထွဲတွင်ကျင်းပသော KNU အစည်းအဝေးကိုအဖွဲ့ချုပ်မှတာဝန်ပေးချက်အရတက်ရောက်ခဲ့ပါသည်ဦးလာဖေကို KNU အစည်းအဝေးတွင်ဒုတိယဥက္ကဋ္ဌဖြစ်စုံစည်းပြီးနိုင်ငံရေးကိစ္စများဆွေးနွေးရာအတော်ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်ဦးလာဖေသည်တထုံအစစ်ပိုင်းကရင်မဲဆန္ဒနယ်မှတက်သည့်အတွက်ကရင်လဖေဟူ၍လူသိများပါသည်ကျွန်တော်မော်လမြိုင်ပြန်ရောက်တော့ကျွန်တော်အားတထုံခရိုင်စီယုံရေးတာဝန်ပေးပါသည်တထုံခရိုင် KNU အဖွဲ့ကိုတာဝန်ယူကုတ်ကဲနေချိန်ဖြစ်သောကြောင့်တထုံမှနေ၍မွန်ကရင်နိုင်ငံရေးပြဿနာများကိုကျွန်တော်နှင့်ဦးလာဖေအမျက်ဆွေးနွေးညှို့နှိုင်းဖြစ်ကြပါသည်1948ခုနှစ်ဇွန်လလကုန်တွင်ကျွန်တော်အဖမ်းခံရပြီးမော်လမြိုင်ထောင်တွင်စီနေစဉ်တထုံခရိုင်ကို KNU ကသိမ်းလိုက်သည်ကျွန်တော်ထောင်မှလွတ်တော့ဦးလာဖေကိုသွားတွေ့ပါသည်တထုံခရိုင် KNU နှင့်အတူတထုံခရိုင်လုံခြုံရေးအုပ်ချုပ်ရေးပါတာဝန်ယူလုပ်နေပါသည်ဦးလာဖေသည်တထုံကိုသိမ်းထားစဉ်ပအိုတိုက်ရင်တစ်ခုကိုဖွဲ့စည်းပါသည်ထိုတိုက်ရင်မှုကိုဘိုးဆိုးဆိုသူကသတ်ဖြတ်လိုက်ပြီးပအိုတက်ကိုဖျက်လိုက်ပါသည်ထိုအဖြစ်ပြက်များဖြစ်ပြီးနောက်ဦးလာဖေသည်စမ်းပြည်သို့တက်သွားပါသည်ပြင်းမနာယခုနေပြည်တော်ကြက်ပြေးမှတခင်သန်းထွန်းနှင့်တပ်ပေါင်းစုဖွဲ့ပါသည်ကျွန်တော်ကိုလည်းပြင်းမနာသို့တက်လာရန်
ခေါ်ပါတော့လဲကျွန်တော်မှမသွားနိုင်ကြောင်းသာအကြောင်းကြားခဲ့ပါသည်1949ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့သောလက်နက်ကိုင်တော်လှန်ရေးကာလတွင်ကျွန်တော်သည်မွန်ဒေသတွင်တာဝန်ယူနေရ၍မအားလတ်ခဲ့သလိုဦးလာဖေလဲစမ်းပြည်တော်လှန်ရေးလုပ်ငန်းများတွင်အလုပ်များနေသောကြောင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါသည်သို့သောရေဆက်ကမကုန်သေးပါ1958ခုနှစ်တွင်ဦးလာဖေကိုအပိုးအဖွဲ့နှင့်ကျွန်တော်တို့မွန်ပြည်သို့တက်ဦးလဲဥပဒေပေါင်းတဲ့ပြန်ဝင်လာသောအဆက်အသွယ်ပြန်ဆက်မိသည်1962ခုနှစ်ဇွန်လတောင်ကြီးတွင်ကျင်းပသောပြည်နယ်များညီညွတ်ရေးယာယီကော်မတီတွင်သူရောကျွန်တော်ပါအမှုဆောင်အဖြစ်ရွေးချယ်ခံခဲ့ရပါသည်1962ခုဖေဖော်ဝါရီလ24ရက်နေ့မတ်လ1ရက်နေ့တွင်ပြည်ထောင်စုပါတီဥက္ကဋ္ဌဝန်ကြီးချုပ်ဦးနုဦးဆောင်ကျင်းပသောအတန်လွင့်ယုံဆွေးနွေးပွဲသို့အတူတက်ရောက်ခဲ့ပါသည်မက်လ2ရက်နေ့တွင်ဦးနေဝင်းကအာနာသိန်းတော့ကျွန်တော်လက်အိမ်ကိုမပြန်ဖြစ်ပဲကျွန်းသစ်များတေမောတင်၍ကိစ္စလုံနေသောကြောင့်အဖမ်းမခံရပဲလွတ်နေပါသည်ပြည်နယ်များညီညွတ်ရေးယာယီအဖွဲ့တွင်ဖမ်းဆီးခံထားရသောအမှုဆောင်များဖြစ်ကြသည်ဦးလာဖေဒူဝါစော်လွင်ဦးမောင်ဦးကျော်ပူးကျင်စင်းထံဦးသာထွန်းကျွန်တော်တို့9ယောက်ကလက်မှတ်ရေးထိုးကဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုခြင်းသည်ခွဲထွက်ရေးမဟုတ်ပဲစီလုံးညီညွတ်သောတိုင်းရင်းသားများပါဝင်သည့်ပြည်ထောင်စုတည်ထောင်ရန်သာဖြစ်ကြောင်းစင်တန်းကိုသတင်းစာတိုက်များသို့ပို့ခဲ့တော်လဲဘယ်သတင်းစာများကမှမထုတ်ပြန်ပေးခဲ့ကြပါ1962ခုတွင်ဦးလာဖေ၏အိမ်စီယာမူကုန်းဖျားလန်းသို့ကျွန်တော်အမြဲလိုသွားရောက်ပြီးဆွေးနွေးစကားများပြောဖြစ်ခဲ့ကြပါသည်တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့တစ်ဖွဲ့စည်းရန်တဘောတူခဲ့ကြသည်ထို့ကြောင့်ဦးလာဖေ၏ပအို့အဖွဲ့ဗမာပြည်လုံးဆိုင်ရာကရင်အဖွဲ့ ABAO မှမန်းအောင်ကြီးမန်းဒါဝီစောမောင်မောင်စောကီပဲရခိုင်မှဦးသာထွန်းဤတူကိုမောင်ကြီးမွန်မနိုင်တင်ဖေနှင့်ကျွန်တော်ပအို့မှခွန်ဝင်းလိုင်နှင့်လူငယ်များဖွဲ့စည်းခဲ့ကြသည်သို့သောဘာမှအတိတ်ပဲစီမလုံဆောင်နိုင်ခဲ့ကြပါ1963ခုနှစ်ဇွန်လ17ရက်နေ့နေ့စွဲဖြင့်ပြည်တွင်းငြိမ်းချမ်းရေးအတွက်တော်လှန်ရေးကောင်စီ၏ကမ်းလှမ်းချက်များထွက်ပေါ်လာပြီးနောက်ပါမညတကဥဆောင်ဖွဲ့စည်းသောသွေးဆုံဆွေးနွေးရေးငြိမ်းချမ်းရေးကိုအထောက်အကူအဖြစ်ပြည်သူ့ကော်မတီကိုဖွဲ့ရာပြည်သူ့ကော်မတီဗဟိုဥက္ကဋ္ဌအဖြစ်ဦးလာဖေအားတင်မြှောက်ကြသည်1963ခုနှစ်နိုဝင်ဘာ10ရက်တွင်စစ်ကြောင်းများခွဲ၍ငြိမ်းချမ်းရေးအတွက်စန္ဒပြပြည်သူများရန်ကုန်မြို့တော်ခမ်းမတွင်စုဝေးရောက်ရှိလာကြသည်ဗဟိုကော်မတီဥက္ကဋ္ဌဦးလာဖေကငြိမ်းချမ်းရေးတရားကိုနိုင်ရီဝက်ကျော်ဟောပြောခဲ့သည်နိုဝင်ဘာ15ရက်တွင်ငြိမ်းချမ်းရေးပွဲပြတ်ကြောင်းတော်လှန်ရေးကောင်စီကကြေညာခဲ့သည်ဦးလာဖေအပါဝင်ကျွန်တော်မန်းအောင်ကြီးမန်းဒါဝီစောမောင်မောင်စောကီဘက်တို့အဖမ်းခံခဲ့ရပါသည်ကျွန်တော်နှင့်ဦးလာဖေသည်ထောင်မှလွတ်ပြီးနောက်မဆလာပါတီမှလွဲ၍မြည်သည့်နိုင်ငံရေးအဖွဲ့မှမဖွဲ့ရဟုသောအမိန့်ကြောင့်ကျွန်တော်တို့တိုင်းရင်းသားများမှာထောင်တွင်း၌သေသူသေကိုကျွန်းပို့ခံရသူခံရကာနိုင်ငံရေးကိုဆက်မလုပ်နိုင်တော့ပါရင်းကာလတွင်ပအို့ဦးကျော်စိန်သည်ရန်ကုန်မြို့38လမ်းတွင်ခိတလာရောက်နေထိုင်နေပါသည်1982ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့စည်းပြီးဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင်ဦးကျော်စိန်အိမ်တွင်လာတဲခိုပါသည်ဦးကျော်စိန်ညနေတိုင်းယူဆောင်လာသောအစည်းအဝေးမှတ်တမ်းများကိုကျွန်တော်သွားရောက်ဖတ်စုပါသည်1983ခုနှစ်
တနေ့တွင်ကျွန်တော်သည်ဦးလဖေအိမ်ရောက်သွားတော့ဦးလဖေသားကအဖေအိမ်မှာထွက်သွားကြောင်းပြန်မရောက်သေးကြောင်းအမဖြစ်သူဦးလဖေသမီးကလိုက်လံစာဖွေနေကြောင်းခုထိဘာမှတည်မရသေးကြောင်းပြောပြပါသည်ကျွန်တော်လည်းဦးကျော်စိန်စီရာ38လမ်းနေအိမ်သို့သွားမေးပြန်ရန်ဦးကျော်စိန်လည်းပျောက်သွားကြောင်းပြောပြတော့မှပြန်လာခဲ့ရပါသည်ထိုအချိန်မှစပြီးဦးလဖေနှင့်ကွဲသွားသည်မှာယနေ့အချိန်ထိပင်ဖြစ်သည်နောက်ပိုင်းမှသာဦးလဖေသည်ပအိုးလက်နက်ကင်တော်လန်ရေးတွင်လှုပ်ရှားရင်းတော်လန်ရေးနယ်မြေတွင်လူကြီးယောဂဖြစ်ကွယ်လွန်သွားကြောင်းကိုကြားသိရပါတော့သည်